တင်ညာကနေဥဆောင်ပြီးတော့တွေ့တာမှုဖြစ်တဲ့အကြောင်းတောရွာတရွာမှာအလှကြီးပေးနေတယ်ဝေးလက်နဲ့ရက်ကနေပြီးတော့ကုံရောင်းကုံဝယ်အနေနဲ့သွားကြတော့အဲတောပိုင်းဒေသကိုရောက်သွားတယ်ညနေမောင်စာပြိုးတဲ့အချိန်မှာကုံသည်တွေကအဲ့ဒီရောက်လာတော့ဟိုကလည်းအလှပေးနေတာဆိုတော့လာကြပါစားကြပါတောက်ကြပါဆိုပြီးတော့ကျွေးတာပေါ့တော့ဆိုတော့လျှက်စစ်မီးလည်းရှိတာမဟုတ်လေမှုံပြပြီးတိုင်းလေးတွေလောက်ပဲရှိတာဆိုထမင်းနေဟင်းနေထည့်ပေးပြီးစားကြတာအဲ့ဒီပဲ special ကတော့ဟင်းကြိုတစ်ခွက်ဟင်းကြိုပဲအဲ့ဒီဟင်းကြိုကအမတမချိုးတယ်သူတို့ညာကကြံတဲ့ဟင်းကြိုဟင်းတွေကိုအိုးရဲထည့်ပြီးတော့ယူသွားကြမနေ့ကျစားရအောင်လို့ဆိုပြီးတော့အဲ့ဒီအိုးရဲထည့်ပြီးတော့ယူသွားတဲ့ဟင်းကြိုဟင်းတွေညာတော့ကောင်းလိုက်တာဆိုပြီးစားကြမနေ့မိုးလင်းလို့မနေ့စားဖို့မနေ့ညကဟင်းကြိုဟင်းလေးကိုနှွေးလိုက်တဲ့အခါကျတော့ငကောထင်တာခောက်ဆွဲဟင်းကြိုလို့ထင်တာအဲ့ဒီကျတော့တီကောင်လေးမြင်တဲ့အခါတီကောင်ဟင်းကြိုမှန်သိသွားညတော့ကခောက်ဆွဲဟင်းကြိုဆိုတော့ကောင်းလိုက်တာနဲ့လူတွေဟာစားကြတာမနေ့ကျတော့တီကောင်လည်းမြင်ရောထိုးအံကုန်ညာဘယ်သူမှစားဘူးအဲ့ဒီဟာတွေကုန်သွန်ပြစ်ကြတာညတော့ကကောင်းလိုက်တယ်ဆိုတဲ့ဟင်းကြိုအဲ့ဒါဘယ်သူကြောင့်ကောင်းတယ်ထင်တင်ညာအကြောင်းပဲလေတင်ညာကကောင်းတယ်လို့မှတ်သားထားတာခောက်ဆွဲဟင်းကြိုကကောင်းတယ်လို့မှတ်သားထားတာတီကောင်ကျတော့ယွန်းစရာလို့မှတ်သားထားတာလေအဲ့ဒီမှတ်သားထားတဲ့အတိုင်းပဲသူတို့ဟာညကတော့လောဘဖြစ်တယ်မနေ့ကျတော့ဒေါသဖြစ်တယ်အဲ့ဒါပြောတာအဲ့ဒီတင်ညာရှိနေလို့ရှိရင်တော့ဒုက္ခရောက်မှာ